စိန်လက်ကောက်တကွင်းကိုနှစ်သိန်းကျော်ပဲရော့တယ်ဆိုတာသိပြီလားကိုတဲတွေကဲနော်တဲတို့ရဲ့တငယ်ချင်းတွေကိုလက်တိုးလိုက်တော့ဒရုံးတို့ရွှေနန်းသူကရန်ကုန်မန္တလေးပြူးလေပဲခူးဆိုင်နေအကုန်လုံးမှာအဟောင်းပေးအသေးယူချင်းလို့ရတယ်ရှင်လဲကျင်နိုင်ချင်းကျင်နိုင်လည်းရတယ်ဒီလက်ကောက်တွေစိန်လက်ကောက်တွေဆိုရင် तू ကလက်တိုင်းတော်တော်ကြီးရဲ့ကိုတဲတွေယူလက်တိုင်းတည်းရဲ့ကိုတဲတွေတော့လောလောဆယ်ဟန်းချင်းလေးဝစ်ပေါ်ရှင်စိန်ဟန်းချင်းတွေအတိုးရှော့ adjust လေးအစုံရှိတယ်အဲ့တော့ဒီစိန်လက်ကောက်တကွင်းကိုဆိုရင် तू ကတိန်း100လည်းမပြည့်ဘူး100ကျော်လေးရတော့ तू ကဒီလိုစိတ်များပြီးတော့ပြုတ်ခဲနေတာဆို100ကျော်လေးဆိုလဲ तू ကပြန်သွင်းမှ3သိန်းကျော်4သိန်းဝန်းကျင်လေးပဲရော့တယ်ဒါလေးဆို2သိန်းကျော်ပဲရတယ် तू ရော့မယ်ဘာလို့လဲဆိုတော့ तू က80ဝန်းကျင်80ဝန်းကျင်60ဝန်းကျင်လေးနဲ့စိန်လက်ကောက်တကွင်းဝေးရမှာပေါ့နော်ဒါလေးရှိတယ်ဒီဇိုင်းကအစုံလင်းရှိပါတယ်ရှင့်တုံးကအဲ့ဒါလေးကိုလာပြောပြတာပါကိုတဲတွေကိုဟုတ်ပြီနော်အဲ့တော့ဒရုံးတို့အနေနဲ့ဘယ်မျိုးနယ်တွေကိုလာခဲ့ရအောင်မလဲဘယ်မှာအားပေးဖို့စောင့်မျှော်နေရလဲပြော့ပေးအောင်ကိုတဲတွေကိုလွမ်းနေရတဲ့ဒရုံးဖြစ်ပါတယ်ည7နာရီကျော်1နာရီနီးနီးဖြစ်နေပါပြီဗီဒီယိုတွေရိုက်လို့မပြီးသေးဘူးမဝသေးဘူးရိုက်ချင်တာပြောပြပေးချင်တာမသိသေးတဲ့ကိုတဲတွေကို10သိန်းမှ3000 30မှ6000 350မှ3သိန်းခွဲပဲရော့တော့ဒါအတာကိုလာပြောပေးဒါ6လပြည့်တာနဲ့မရှုံးတော့ဘူးတစ်နှစ်ဆိုတာနဲ့လဲမယ်ဆိုရင်လည်းအမျက်ရမယ်ရောင်းတယ်ဆိုလည်းအမျက်ရမယ်ဒါကိုလာပြောပေးတာမျိုးဒရုံးတို့ရွှေနန်းဒုက္ခမှာ15ဘိတ်ဒီနေ့ချက်ပြည့်တွေကိုဘာကွာတာလဲတဲတုံးလေးရဆိုတော့ကျန်တာဘာမှမကွာဘူးရွှေရအားလုံးအပြည့်ပဲ15ဘိတ်ဆို15ဘိတ်ပဲเนาะအဓိက main အတိန်လက်ခနော်ရွှေချင်းအရှိအပြင်ကိုထပ်ပေါင်းပေးရတဲ့အရော့အတွက်အဓိကဖြစ်ပါတယ်အဲ့တော့ဒရုံးတို့စီမှာအဓိကပဒိန်လက်ခအရော့အတွက်2သိန်း3သိန်း5သိန်း10သိန်းဒီဒီဇိုင်းတစ်မျိုးကိုကွာတာဖြစ်ပါတယ်သူ့ဈေးနဲ့သူပေါ့ဒါလေးတစ်ချက်ပါအဲ့တော့စဝယ်ရလဲတက်တာတယ်ကိုကငွေလေးလိုပြန်ထုတ်မှာတက်သိန်းမှာ3000ဟိုးမဖိုးပဲဖို့ရှုံးလောက်နဲ့အထည်လဲဝေးရမှာဖြစ်ပါတယ်ရှင်300ခိုင်နှုန်း10သိန်းနဲ့ပစ္စည်းတစ်ခုမှာ3000ကဲခုံပြီးပြောခုမှစတာနော်အဲ့ဒါလေးတစ်ချက်ရှိပါတယ်ရှင်မျိုးတော်သားပြီကိုတဲ့တွေချစ်ပါတယ်တို့ကရှင်မျိုးတွေတော်ချင်ပါတယ်ကိုတဲ့တွေကိုဝတ်နံရောင်းချပေးမှာပါနော်ရွှေခေတ်ရောက်ပြီစိန်ခေတ်ရောက်ပါပြီရှင်ကဲအဲ့တော့ဒီဟန်းချိတ်နေဆိုတို့ဒီဇိုင်းတွေက10သိန်းဝန်းကျင်15သိန်း30သိန်း30ဒီဇိုင်းအစုံလင်းရရှိမှာဖြစ်ပါတယ်အဲ့တော့နီးစရာဆိုင်တွေကိုသွားပေးနော်အရန်ကိုရောင်းလဲတက်တာဝယ်လဲတက်တာအမြဲတမ်းထားပါစဉ်တနဲ့လူတိုင်းကိုဝစ်စေချင်တာဒရုံးတို့ရွှေနန်းဒုက္ခဖြစ်ပါတယ်ရှင်စိန်ဝစ်ပြီးတော့ရှုံးတဲ့ခေတ်ကကုန်သွားပါပြီရှင်ဒုံတို့စီမှာစိန်တွေဝစ်ပြီးတော့မျိုးမြက်အညက်တွေရနေပြီဆိုတာသိပြီလားကိုတဲဒီဆိုင်တွေအကုန်လုံးမှာနော်အဲ့ဒါလေးကိုလာပြောပြတာပါအခုဒရုံးပြပေးမယ်စိန်လက်စုပ်ကဆိုရင် तू ကလေယောက်ျားလေးရောမိန်းကလေးရောဝစ်လို့ရတယ်ထူနစ်ကြီးတွေဖြစ်ပါတယ်ရှင်တလုံးစိန်လုံးကြီးနဲ့ဝစ်ချင်တဲ့ကိုတဲတွေလည်းယူပတ်ချာလဲစိန်လုံးတွေဝယ်ဝစ်ချင်တဲ့ကိုတဲတွေလည်းယူအနိကကြည့်ပေးပါရှင်တဲတုံးလေးရဲ့ဘလောင်းနဲ့ပေးမှာလဲဆိုတော့20နဲ့မှ9သိန်းတိနဲ့ပေးမှာဖြစ်ပါတယ်ရှင်သူ့ရဲ့ထူးခြားချက်ကဒရုံးတို့ကတဲတို့ကအကြောင်းမျိုးကြောင့်ပေါ့နော်ကိုကဝစ်တယ်ဝစ်ပြီးတော့ငွေလေးလိုပြန်ရောင်းမယ်ဆိုရင်သိန်းမှာငွေ3000ပဲရောက်မှာဖြစ်ပါတယ်ရှင်အဲ့တော့29သိန်းနဲ့ဒီစိန်လက်စွပ်ဒီစိန်ကြီးနဲ့စိန်တယ်တွေကိုဝယ်မယ်ဆိုရင်ဒီ6လအတွင်းပြန်ရောင်းမှာပေါ့နော်တက်သိန်းကို3000ဖြစ်တဲ့အတွက်29သိန်းဆိုရင်8000နဲ့1000ပဲရောက်မှာဖြစ်ပါတယ်ရှင်အဲ့တော့အရန်မိုက်တယ်စိန်တွေလည်းဝယ်ရတယ်မဖိုးပဲဟိုအရှုံလောက်နဲ့ဝတ်နိုင်ပြီเนาะအဲ့ဒါလေးကိုသေချာလာပြောပြရပါနောက်ပြီးတော့ထူးခြားချက်က6လပြည့်သွားတယ်လုံးဝမရှုံးတော့ပဲနဲ့နှစ်လိုက်ရောင်းလဲမယ်ဆိုလဲအမျက်တွေပါရနေပြီဇာပွားဒါလေးကိုလာပြောပြတာပါအဲ့တော့အနိကလေးကြည့်ပေးပါစိုက်တာယူ20နဲ့မှ9သိန်းတိဖြစ်ပါတယ်အဲ့တော့ကိုတဲတွေကိုအခုတုံးမွေးနေရနီးနေပါပြီရှင့်စုလက်ဆောင်ငွေသားတွေပေးနေပြီအဲ့ဒါလေးကိုလာပြောပြတာပါအဲ့တော့ post ထဲမှာလဲဘယ်လက်စုပ်ကအလှဆုံးလဲ screenshot ရိုက်ပြီးမှတ်ပြီးအောင်နော်ကိုတဲတွေအကြိုက်ဆုံး comment တွေကိုလက်ဆောင်ပေးမယ်။ဘာပေးမှလည်းပြောသေးဘူး။ငွေသားပေးမှလား။ရွှေလက်စွပ်ပေးလည်းပေးမယ်။စိန်လက်စွပ်ပေးလည်းပေးမယ်။ပေးမှနော်အဲ့ဒါပဲ။အဲ့တော့အတိတွေလည်းလက်တိုးလိုက်တော့စိန်နေအမျက်တွေရနေပြီဆိုတဲ့အကြောင်းကိုတည်တည်ချာချာလေးပြောပေးပါရှင်အမျိုးတွေကို